ပြောင်းလဲသွားစီမဲ့ကန်လန်မှုပမာဏမျိုးစဉ်းစားကြည့်တော့ Fernandes အတွက်ဆိုလို့ရှိရင်ပိုလို့တောင်မှလက်ခံခြင်းစရာကောင်းသေးတယ်နံပါတ်1 32နှစ်ဖြစ်နေပြီနော်32နှစ်ကျွန်တော်ဖြစ်နေပြီသူတို့မိသားစုလည်းသူ့မှာရှိတယ်ကလေး2ယောက်3ယောက်တော့ကျွန်တော်ရှိတယ်မျိုးသမီးရှိတယ်သူတို့ဒီအနာဂတ်တွေကိုသူထည့်ပြီးစဉ်းစားရင်32နှစ်ရွယ်ကစားသမားကိုဒီလို crazy ဖြစ်စရာပမာဏမျိုးနဲ့ငွေကြေးပမာဏမျိုးနဲ့တခြားဘယ်အသင်းကမှကန်လန်မှုမရှိဘူး 100% တေးကြတာဒီ Manchester United မှာဆက်နေရင်နော်အောင်မြင်မှုအတွက်အာမခံချက်လည်းမရှိဘူးငွေကြေးပိုင်းလည်းပုံမရဘူးအဲ့တော့ sorry ကလပ်ကိုပြောင်းရင်တော့ငွေကြေးပိုင်းအများကြီးပုံပြီးတော့ရမယ်သူတို့မိသားစုတစ်ခုလုံးရဲ့ဘဝတစ်စီကိုပြောင်းလဲသွားနိုင်မယ်30နဲ့1နှစ်တော့ဘောလုံးကစားသမားဘဝတွေကတော်တော်ကိုတူတောင်းနေမှာပါတယ်15နှစ်20ဆိုတာ20ဆိုတာတို့အနေနဲ့ပေါ့နော်အများကြီးသူရဲ့ဒါ highest level မှာရှိနေမဲ့အခြေအနေမျိုးအဲ့လိုအခြေအနေမျိုးမှာတက်နေတယ်ငွေရှာထားဖို့ကကျွန်တော်အရေးကြီးတယ်ဒါပေမဲ့လို့ Fernandes အနေနဲ့အဲ့ဒါလောက်ကြီးကောင်းလုံးနဲ့ကန်လန်မှုတစ်ခုကိုလုံးဝရင်းပယ်ပြီးတော့ Manchester United မှာဆက်ပြီးတော့နေမယ်ဥရောပမှာဆက်ပြီးတော့ဘောလုံးကစားခြင်းနဲ့ဒီနေရာမှာတခြားဥရောပကလပ်